မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ20ရက်နေ့တနင်္ဂနွေနေ့မေယူ channel မြန်မာဘာသာပြန်အစီအစဉ်မှကျမလောက်ဝင်ပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောက်ကြောရိုဟင်ဂျာပြည်ထနာကိုမဖြေရှင်းဘဲနဲ့မြန်မာနိုင်ငံကိုငြိမ်းချမ်းရေးပြန်သွားကြမှာမဟုတ်ဘူးလို့ဒါကဝါရှင်တန်ကိုပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လက်ရှိအခြေအနေတွင်ဘင်္ဂလားဒေ့ရှ်သည်ကော့စ်ဘဇာနှင့်ဘာဆန်ချာကျွန်းရှိပေးချက်နှံ့ချက်စခန်းများ၌ရိုဟင်ဂျာဒုက္ခသည်2.2 တန်းကျော်ကိုနိုင်ငံတကာ၏ဂတိကဝတ်အောက်မှလက်ခံခိုးလုံခွင့်ပေးထားပါသည်မြန်မာနိုင်ငံတွင်ရေရှည်တည်မြဲနေသည့်ရိုဟင်ဂျာအကျပ်အသေးကိုမဖြေရှင်းမခြင်းမြန်မာနိုင်ငံ၌ရေရှည်တည်တဲ့ငြိမ်းချမ်းရေးမဖြစ်နိုင်ကြောင်းဘင်္ဂလားဒေ့ရှ်ကအမေရိကန်ကိုရှင်းရှင်းလင်းလင်းပြောကြားထားပါသည်တောက်ကြတဲ့ကတရင်တောက်တွေကိုနိုင်ငံခြားရဲ့အကြံပေး MT တိုဟစ်ဟူစိန်ကပြောဆိုရမှာပြီးခဲ့တဲ့ကြာသပတေးနေ့၌အလဲအပတ်ရောက်ရှိနေတဲ့အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံစဉ်မှာဆွေးနွေးပြောကြားခဲ့တဲ့သတင်းစကားကိုအလေးပေးပြောကြားခဲ့ပါတယ်။ရိုဟင်ဂျာပြည်ထနာကိုမဖြေရှင်းပဲစစ်ပွဲပြီးသွားရင်တော့မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးရှိလာမှာမဟုတ်ဘူးလို့ဒါကမြို့ရှိ Foreign Service Academy တွင်ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင်ဟူစိန်ကပြောကြားခဲ့ပါတယ်။လက်ရှိအခြေအနေတွင်ဘင်္ဂလားဒေ့ရှ်သည်ကော့စ်ဘဇာနှင့်ဘာဆန်ချာကျွန်းရှိဘေးကျနှံ့ချက်စခန်းများ၌ရိုဟင်ဂျာဒုက္ခသည်2.2 တန်းကျော်ကိုနိုင်ငံတကာ၏ဂတိကဝတ်အောက်မှလက်ခံခိုးလုံခွင့်ပေးထားပါသည်2019ခုနှစ်တွင်မြန်မာနိုင်ငံ၏ရခိုင်ပြည်နယ်မှညှဉ်းပန်းနှိပ်စက်ခံရသည့်မွတ်စလင်လူနည်းစုရိုဟင်ဂျာများသည်မြန်မာစစ်တပ်၏ရက်စက်ကြမ်းကြုတ်စွာဖြိုခွင်းမှုကိုခံခဲ့ရပြီးနောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးခဲ့ကြရပါသည်အကြံပေးဟူစိန်သည်မြန်မာနိုင်ငံတွင်ပြောင်းလဲနေတဲ့အခြေအနေများကြောင့်ယခုအခါဘင်္ဂလားဒေ့ရှ်နိုင်ငံသည်အိန္ဒိယချင်းအသစ်များဖြစ်သည့်အချော့ချာအာဏာပိုင်မဟုတ်သည့်လက်နက်ကိုင်အဖွဲ့များနှင့်ဆက်ဆံနေရကြောင်းသတိပြုမိပြီးဒေသတွင်အခင်းအကျင်းအပြောင်းအလဲကိုဖော်ပြခဲ့ပါသည်။ဒါတွေကကျွန်တော်တို့အတွက်ခက်ခဲတဲ့အခြေအနေတစ်ခုပါ။ကျွန်တော်တို့ကသူတို့နဲ့တိုက်ရိုက်ညှိနှိုင်းလို့မရဘူး။တစ်ချိန်တည်းမှာပဲသူတို့ကိုလက်လျူရှုလို့လည်းမရဘူးဟု၎င်းကဆိုပါတယ်စိတ်ခေါ်မှုများရှိနေတော့လေဟုစိန်သည်အနာဂတ်ဖြည့်ရှင်းချက်အတွက်မျှော်လင့်ချက်ကိုထုတ်ဖော်ဆွေးနွေးခဲ့ပါတယ်တစ်ချိန်တော့ပြည်ထနာကတည်ငြိမ်စပြုလာနိုင်တယ်ဒီလိုဖြစ်လာရင်မြန်မာနိုင်ငံအပေါ်ဖိအားပေးဖို့ကကျွန်တော်တို့ရဲ့မိတ်ဆွေတွေနဲ့ဩဇာရှိတဲ့နိုင်ငံတွေအပေါ်မှာမူတည်လိမ့်မယ်ဟု၎င်းကထပ်လောင်းပြောကြားခဲ့ပြီးရိုဟင်ဂျာများကလူသားဆန်စွာဆက်ဆံရန်နှင့်၎င်းတို့၏မွေးရမြေတွင်၎င်းတို့၏အခွင့်အရေးများပြန်လည်ရရှိရန်တောင်းဆိုခဲ့ပါသည်အလဲအပတ်ရောက်ရှိနေတဲ့အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွင်တောင်နဲ့ဗဟိုအာရှရေးရာဗျူရိုမှလက်ထောက်အတွင်းဝင်နီကိုလ်အန်ချယ်လစ်နှင့်အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဗျူရို၏လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအန်ဒရူအာဟဲရပ်တို့ပါဝင်ပါသည်အကြံပေးဟူစိန်အမျိုးသားလုံခြုံရေးအကြံပေးဒေါက်တာခလီလူရာမန်နိုင်ငံခြားရေးအတွင်းဝင်အန်ဒီဂျက်ရှင်ဦးတင်တို့နှင့်တီချာစီတွေ့ဆုံပြီးအပြောင်းလဲကျိုးစီးပွားဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး၏ပြောကြားချက်အရအကြအသေးကိုဖြည့်ရှင်းရာတွင်ကုညီရန်နိုင်ငံရင်းနှင့်လူသားချင်းစာနာထောက်ထားမှုနှစ်ခုစလုံးကိုတိုးမြင့်ပေးရန်အမေရိကန်အားတိုက်တွန်းခဲ့ပါတယ်ရိုဟင်ဂျာကိစ္စနှင့်ပတ်သက်ပြီးကြည်ကြဲပြည့်ပြည့်ဆွေးနွေးခဲ့ကြပါတယ်ဟုဂျက်ရှင်ဦးတင်ကသတင်းထောက်များအားပြောကြားခဲ့ပါတယ်ဘင်္ဂလားဒေ့ရှ်အမေရိကန်ဆက်ဆံရေးခိုင်မာစေရန်နှင့်အနာဂတ်တွင်လက်တွဲပြီးတိုးတက်အောင်မြင်မှုအသစ်များသို့ရောက်ရှိရန်ဂတိကဝတ်ကိုနှစ်နိုင်ငံစလုံးကထပ်မံအတည်ပြုကဆွေးနွေးပွဲများပြီးဆုံးခဲ့ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံ၏နိုင်ငံခြားရေးဝန်ကြီးရုံး၏ရေးသားဖော်ပြချက်အရသိရပါသည်